location number 1 location number 2 location number 3 location number 4နဲ့ location number 5တို့ဖြစ်ပါတယ် အဲ့တော့ Griffin House က2 3မရတော့ဘူး1 4 5ရှိရယ် ဟုတ်ပြောလိုက်ပါမင်းတို့ 5 ဘာကြောင့်လဲ ဘာကြောင့်လဲဆို ကြိုက်လို့ ကြိုက်လို့ရောင်လေးညင်လို့ Griffin House ရဲ့ strategy ကတော့ဆူရှာက photo model ဖြစ်တာကြောင့်နောက်လူတွေကိုအချိန်တွေပိုရဖို့အရင်ဆုံးမြန်မြန်ရိုက်ကူးခိုင်းနေတာကိုတွေ့ရပါတယ် သူ့ရင်ဆက်မရစောပြီးွား10ဘုံစောပြီးကျွန်တော်တို့အချိန်ပိုရနော်သူရှာပို့စီထားတယ်ဒီမှာလည်းပို့စီလာတာ ဆူရှာပြီးတဲ့အချိန်မှာနေနေကိုစတင်ပြီးရိုက်ကူးနေပြီ 1 2 go 1 2 3အဲ့တော့ကင်မရာဒီအောက်တန်းလေးအရင်လန်သူဖြစ်တယ်ပါလို့ နောက်ဆုံးမှာတော့မေဘယ်ရဲ့ရိုက်ကူးရမယ့်အချိန်ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ yes အချိန်က9မိနစ်ပဲကျန်တော့တာဖြစ်တဲ့အတွက်မေဘယ်အနေနဲ့နည်းနည်းတော့စိတ်လှုပ်ရှားနေမယ်တော့